တင်းငယ်တဲ့တောင်ပေါ်ကတင်းငယ်တဲ့အင်းလေးမှာအသက်ကြီးရင်အဖိုးကွာလင်များနေအောင်နေကြပါတယ်။နေအောင်လုံးကတင်းငယ်တဲ့လက်ခွက်လေးမှာလဲဆိုင်ရင်းနေထိုင်ကြပါတယ်။တမန်တော်မှာဆိုရင်တော့အဖိုးကြီးကအိမ်ပြင်ထွက်ကြည့်လိုက်တဲ့အခါမှာအိုးဒါဆိုရလိုက်တာဘလူကလောက်လိုက်တာလေလေခွက်လေးရစရာမရှိအောင်ပြည့်စည်သွားခဲ့ပါတယ်။လက်ခွက်ကိုပြည့်စည်ရဲ့လူကတော့တောင်ပေါ်မှာနေတဲ့ရကုန်းဝုံတစ်ကောင်ဖြစ်ပါတယ်။ရကုန်းဝုံကအဲ့ဒီကစပြီးနေရောညပါလေခွက်ကိုပြည့်စည်ဖို့ရောက်လာပါတော့တယ်။ဟိုင်းဟေးကောင်ဒီနဲ့အမရဆန်းနေတော့ဟိုဘလောက်ပဲလဲခါတာငါကုန်းကုန်းကိုစားပြီးမှနော်ဒီရကုန်းကုန်းတော့ကွာဟိုကဝါးနဲ့တိုင်ပြီးတောင်ပေါ်မှာထောင်ချောင်းတစ်ခုပြုတ်ခဲ့ပါတယ်ထောင်ချောင်းအောင်မှာဆိုရင်တော့ငါးကင်ကိုထားပြီးနောက်မှာအလားလေးရောမင်းလာပဲဟာစားရလားတတာကူမာဘုံကရောက်လာပြီးထောင်ချောင်းထဲဝင်နေချိန်မှာချင်းဟာပြုတ်ကျလာပြီးတော့ရကုန်းဝုံကထောင်ချောင်းထဲမှာပြေးသွားတာပြီးပြီကွာအခုကစားပြီးငါလက်ကမလွတ်တော့ဘူးကွာပြေးတော့ဒီကနေလူပြေးတယ်လူပြေးဆိုးဝါးဖြစ်ကုန်မယ်နော်ဘုံကိုရအောင်ဖမ်းပြီးအခုကအိမ်ကိုပြန်လာခဲ့ပါတယ်ဒီကောင်ကလက်ကွက်ဒီကိုဖြစ်ပြီးတယ်မလားအဖွားကသားလုံးနေတရက်စားတွေအလုပ်ကိုရက်ပြီးဘုံကိုစူးစူးကြကြကြည့်နေပါတယ်ဟုတ်တယ်ကြိုးကြည့်ထားလိုက်ရအောင်ဘုံကိုချီပြီးတော့အဖိုးကအလုပ်လုပ်ဖို့ခဲတယ်ပြန်ထွက်လာခဲ့ပါတယ်အချီခံရတဲ့ဘုံကအတော်လေးငြိမ်ကျသွားပါတယ်ဒါပေမဲ့စိတ်ထဲမှာတော့ဘယ်လိုလွတ်အောင်လုပ်ရမလဲလို့တွေးနေတာပါဟုတ်သားပဲဒီဖွားကြီးကိုလင်ပြောရမယ်ဘုံကလိန်ပြောဖို့စတင်ကြိုးစားပါတော့တယ်哎呀ဘာဖြစ်လဲလေဒီဟာတော့တော့အရင်နာနေပါတယ်ဗျာခမပေးပါဘူးပြောရရင်နားထောင်ပါမယ်ကျေးဇူးပြုပြီးထိုးဆော်ပေးပါဗျာအဲ့လောက်ကြီးမငိုပါနဲ့ဟဲ့အဖွားကဘုံကိုတနာသွားပြီးကျိုးလျှော့ပေးလိုက်တယ်ဆိုလေနည်းနည်းတော့လျှော့ပေးတာပေါ့အဖွားကနည်းနည်းလောက်လျှော့ပေးပြီးနောက်မှာရကုန်းဘုံကရုတ်တရက်လွတ်အောင်လှုပ်လိုက်ပြီးဟောကနာတဲ့အဖွားကျူပါဗျာ你看你那玻璃可是အရင်ခံရတဲ့လူအပြပဲရဘုံကအဘွားနောက်ကျော်အချင်းချင်းထုံဆိုပြီးကန်လိုက်ပါတယ်အိုင်မဲဖွားရီခလစ်ပြီးဟဲဘုံကရှာပါထုတ်ပြပြီးနောက်ပေါက်ကနေထွက်သွားပါတယ်ခဏနေတော့အဖိုးကပြန်ရောက်လာပါတယ်ပြန်ရောက်ပါပြီထထိုင်မှာအဖွားကြီးဘာဖြစ်လို့လဲကိုရှိမအဖွားကအချိန်ချင်းကန်ခံရသောကြောင့်အရက်နာခြင်းနဲ့ပုံပေါ်နေပါတယ်တနာရကောင်းလိုက်တာဘွားရဲ့ဟုတ်ပြီတောင်းပေါ်သွားပြီးစီးရတဲ့တော့ခုလာခဲ့မယ်အဖိုးကချက်ချင်းဆိုလို့တောင်ပေါ်ကိုဆေးသွားခုခဲ့ပါတယ်ဆေးရွက်ခုနေရုံတစ်ကောင်ကအနားကိုရောက်လာခဲ့ပါတယ်ပြင်းဘာဖြစ်လို့လဲဗျာအဖိုးကဖြစ်ပြတာတွေအကုန်လုံးကိုရုံကိုပြပြလိုက်ပါတယ်
ခွင့်မလွှတ်နိုင်ဘူးကျွန်တော်ကအဲ့ရကုန်းဝဝန်ကိုပြင်ရပေးမယ်ရုံကကောက်ရိပ်ပြီးအကြီးကြီးစီးထားလိုက်တယ်ပြီးတော့အဖွားလုံးထားတဲ့အသားလုံးကိုသင်္ကုတ်ပေါ်တင်ထားပြီးညအထိစောင့်နေပါတယ်ညရောက်လို့လာမြင်ရတဲ့အခါမှာတော့ဟာဟိုမှာလာနေပြီအသားလုံးကြီးအနံ့ပဲဘုံကအသားလုံးကြီးအနံ့ချောင်းရောက်လာခဲ့ပါတယ်ဟယ်လိုရက်ကောင်းဝင်လေဒီကောက်ရိုးသေးကိုကုတယ်ပြီးရင်မင်းကိုဒါကျွေးမယ်ကွာကဲလားအဲ့တော့ကတော့အေးစေးကူညီပေးရတဲ့ဒါတော့အကုန်လုံးစားမယ်ကွာရတယ်လေဒါဆိုတော့ဘုံရဲ့အနောက်ကနေရှုံကလိုက်လာပြီးအကြံထုတ်နေပါတယ်ပြီးတော့မီးရှိုးကိုစတင်လုံပါတော့တယ်ချစ်လက်ခုနကချစ်လေးအတန်ကြားလိုက်လားဟုတ်လားငါဘာသာပတ်သက်ကယူနေတာလေခဏနေတော့ကောက်ရိုးတုံးကိုမီးဆွဲပါတော့တယ်အခုကအတန်ကြားနေတယ်ဒီကြတော့တရားရောက်ကငိုတဲ့တန်ဖြစ်နေမှာပါဟုတ်လားပူလိုက်တာပူရတာဖြစ်သွားတာပဲဘုံရဲ့နောက်ကျောကဒဏ်ရာတွေကြောင့်တနာစရာပုံဖြစ်နေပါတယ်အဲ့ချိန်ရုံကသူ့အတွက်ဆက်စီမဲ့အရေးယူလာပါတယ်ဘုံလေးဒုက္ခရောက်ခဲ့မှာပဲနော်ဒီစီကမီလောင်တဲ့တရားတွေပျောက်စီတယ်တဲ့ပူမင်းအဲ့လိုစနေတာစိတ်ကောင်းမလို့ပဲလေကွာဟုတ်လားဒီချက်ကမှဖြစ်မှာပေါ့ပင်လေသွားပြီးငါဖက်ရအောင်ကွာငါလာဟုတ်ပါပြီတောင်ကုန်းကဒုက္ခများတယ်ပင်လေဆိုတော့ရရောက်မှာပါကွာရှုံနေဝန်ကပင်လေကိုထွက်လာခဲ့ပါတယ်ငါကတည်သားတီယူမယ်မင်းကလူပင်နာလေးယူခဲ့နော်ငါအများကြီးဖမ်းမယ်ပြီးစားမယ်ဒီအောင်လုံးကပင်လေတွေကိုလေးကိုစီလော်လာကြပါတယ်ပြီးနောက်ခေကမြုပ်နေပြီငါကိုကဲပါအောင်ငါကိုကဲပါအောင်ဒီမှာကြောင့်အဖွားကနားကျင်ခံစားနေရတာမင်းကိုမကူနိုင်ဘူးဆိုးွားတာတွေမလုပ်တော့ပါဘူးကူပါအောင်ဘုံကတနည်းနည်းနဲ့ကမ်းပေါ်ရောက်သွားပြီးတော့အနားရှိတဲ့တောင်ပေါ်ကိုထွက်ပြေးခဲ့ပါတယ်ရုံကလေးကတော့အဖွားအိမ်ပြန်လာခဲ့ပါတယ်ယုံလေးကျေးဇူးပါကွယ်ဘလူနီးနဲ့တုံ့ပြန်ရမလဲတော့မသိတော့ပါဘူးအဆင်ပြေမယ်ဆိုရင်ငါတို့နဲ့နေပါလားကြားလိလားဝါပြလိုက်တာဒီလိုနဲ့ယုံလေးကအဖွားနဲ့အတူနေပြီးလဲအလုပ်တွေကိုကုလုပ်ပေးခဲ့ပါတယ်အရင်ကတည်းကပို့ပြီးတော့အထွတ်နှုံးကောင်းအောင်လဲကြိုးစားခဲ့ပါတယ်တကယ်ပဲယုံလေးရဲ့ကျေးဇူးတွေကြောင့်မို့ကွယ်အဖွားရဲ့နာကျင်မှုတွေကလည်းပျောက်သွားပြီးတော့အားလုံးကတင်းတင်းမြတ်မြတ်နဲ့နေထိုင်ကြပါတယ်ကွယ်